အားလုံးပဲမင်္ဂလာပါတကူတဲ့လက်မြတ်မှာ channel ကနေပြန်လဲကြိုးစားပါတယ်ဒီတစ်ပတ်တင်ဆက်ပေးမှာကတော့ကျွန်တော်တို့ရဲ့ပတ်စံအိတ်ထဲကငွေကြေးတွေဟာတဖြည်းဖြည်းနဲ့တန်ဖိုးကျဆင်းနေပါတယ်ဟုတ်ပါတယ်ဒီတစ်နှစ်အတွင်းမှာဒေါ်လာနဲ့တခြားငွေကြေးတွေဟာဝယ်ယူနိုင်စမ်းကိုဆက်တိုက်ဆုံးရှုံးနေတာကိုဗဏ္ဍာရေးမှတ်တမ်းတွေကပြသနေပါတယ်ဒါဆိုရင်ဒီစနစ်ပြိုလဲမှုမှာကိုယ့်ရဲ့ကြေဝါမှုကိုဘယ်လိုကာကွယ်မလဲအဖြေကတော့ရှင်းပါတယ်ရွှေပါဒီနေ့ဗီဒီယိုမှာကတော့ရွှေစည်းနှုန်းစံချိန်တင်တက်နေရခြင်းတာမန်အတက်ကြမဟုတ်ပဲကမ္ဘာဗဏ္ဍာရေးစနစ်တစ်ခုလုံးပြောင်းပြန်လည်ပြစ်မဲ့အင်အားစုတွေရောင်ပြန်ဟမှုဖြစ်နေကြောင်းကိုတမိုင်းစီးပွားရေးနဲ့နိုင်ငံရေးရှုထောင့်သုံးခုကနေခွဲခြမ်းစိတ်ဖြာပြောပြပေးတော့မှာပဲဖြစ်ပါတယ်ရွှေကဒေါ်လာ4000ကနေ Bank of America ခန့်မှန်းထားတဲ့ဒေါ်လာ9000အထိကိုဘယ်ချိန်မှရောက်မလဲဘိုဟိုဘန်တွေကဘာကြောင့်ရွှေကိုအပြိုင်ဆိုင်စုဆောင်းနေတယ်လဲဆိုတာကိုအသေးစိတ်သိချင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့အကြံပြုပါရစေဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လေးပြုလုပ်ပေးပါအောင်ခင်ဗျကဲကျွန်တော်တို့စတင်လိုက်ရအောင်ရွှေကရှိပါဝရီကာလခင်များကတည်းကတန်ဖိုးရှိတဲ့ပစ္စည်းအဖြစ်သတ်မှတ်ခြင်းခံရပြီးတော့ဘရင်မင်းမြတ်တွေဘာသာရေးအခမ်းအနားတွေနဲ့စီးပွားရေးစနစ်တွေမှာအဓိကနေရာယူခဲ့ပါတယ်ရွှေကလာပမှုနဲ့ကြွယ်ဝမှုကိုကိုစားပြုရအောင်ကယဉ်ကျေးမှုဒလိထုံတန်းဗဏ္ဍာရေးစနစ်နဲ့ကမ္ဘာအင်အားကြီးနိုင်ငံများရဲ့ဩဇာအာဏာကိုဖော်ပြနေပြီးတော့စီးပွားရေးမတည်ငြိမ်မှုတွေနဲ့နိုင်ငံရေးပဋိပက္ခအကြားမှာလုံခြုံစိတ်ချရတဲ့ခိုလုံရ Safe Haven ပိုင်ဆိုင်မှုဖြစ်ခိုင်မာစွာရည်တည်နေစေဖြစ်ပါတယ်ယနေ့ခေတ်ကမ္ဘာရွှေစည်းနှုန်း Spot Gold Price ကတော့စကမလက်ပြောင်းလဲနေပြီးတော့တမိုင်းချောင်းကိုကာလအပိုင်းခြားလိုက်အသေးစိတ်လေးလာကြည့်လိုက်မယ်ဆိုရင်ရွှေဟာကမ္ဘာစီးပွားရေးနိုင်ငံရေးငွေကြေးစနစ်ပြောင်းလဲမှုတွေရဲ့အဓိကအတော့ချက်အဖြစ်သိရှိနေရမှာဖြစ်ပါတယ်နိုင်ငံတကာမှာငွေကြေးတန်ဖိုးကိုရွှေကိုတိကျတဲ့ပမာဏတစ်ခုနဲ့တားလိုက်ချိတ်ဆက်ထားတဲ့စနစ်ဖြစ်ပါတယ်ဘိုးဗန်များကသူတို့ရဲ့ငွေကြေးရဲ့တန်ဖိုးကိုညီမျှတဲ့ရွှေအရန်ပစ္စည်းတွေကိုထိမ့်သိမ်းထားရပါတယ်19ရာစုနောက်ပိုင်းမှာတော့နိုင်ငံအများစုဟာရွှေစံနှုန်း gold standard ကိုစတင်ကျင့်သုံးခဲ့ပါတယ်ဒီစနစ်အရနိုင်ငံရဲ့ငွေကြေးတန်ဖိုးဥပမာဒေါ်လာပေါင်ကိုရွှေပမာဏတစ်ခုနဲ့ဒါရိုက်ချိတ်ဆက်ထားပြီးတော့မိတိငွေကြေးကိုမဆိုဘိုဟိုဘန်မှာတတ်မှတ်ထားတဲ့ရွှေပမာဏဖြစ်နေလဲလှယ်နိုင်ခဲ့ပါတယ်အဲ့ဒီခေတ်မှာတော့ရွှေဈေးနှုန်းကတည်ငြိမ်မှုတွေရှိခဲ့ပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်တော့အမေရိကန်ဒေါ်လာမှာဆိုရင်ရွှေတောင်အောင်စမှာဆိုရင်20.6ခုနဲ့1889ကနေပြီးတော့1933ခုနှစ်ထိနှစ်ပေါင်း50ကျော်ကြာအောင်ပုံတည်ထားရှိခဲ့ပါတယ်ဒီလိုထားရှိခြင်းအပြင်ငွေကြေးဖောင်းပွားမှုတွေမဖြစ်ပွားစေရန်ထိန်းချုပ်ပြီးတော့နိုင်ငံတကာကုန်သွယ်မှုကိုယုံကြည်မှုရရှိစေခဲ့ပါတယ်ပထမကမ္ဘာစစ်ဖြစ်ပွားတဲ့အခါမှာတော့စစ်စည်းတွေထောက်ပံ့ရန်ငွေကြေးလိုအပ်ကြီးမားလာတဲ့အတွက်ကြောင့်မလို့နိုင်ငံအများစုကစက္ကူငွေကြေးများအလွန်ကျွံရိုက်ထုတ်ရန်အတွက်ရွှေစံနှုန်း gold standard ကိုခေတ္တရပ်ဆိုင်ခဲ့ပါတယ်1930ပြည့်နှစ်လွန်အများမှာတော့အကျက်အသက်ကာလတွေမှာအမေရိကန်သမ္မတ Franklin D. Roosevelt ကရွှေစံနှုန်းကိုဖျက်သိမ်းပြီးတော့ပြည်သူများကိုရွှေပိုင်ဆိုင်မှုကိုကန့်သတ်ခဲ့ပါတယ်ရွှေစည်းနှုန်းကိုတအောင်စလင်ဒေါ်လာ35ကျပ်လို့မြင့်တင်ခဲ့ပါတယ်ဒီလောက်ရဟာနိုင်ငံတကာမှာအမေရိကန်ဒေါ်လာရဲ့တန်ဖိုးကိုရွှေဖြင့်ကြောထောင်နောက်ခံပြုစီခဲ့ပြီးတော့ဒေါ်လာရဲ့တန်ဖိုးကိုရှော့ချကစီးပွားရေးကိုပြန်လည်နိုးထလာစေရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အပြီး1944-1980ခုနှစ်အတွင်းမှာဆိုရင်ကမ္ဘာစီးပွားရေးတည်ငြိမ်စေရန်အတွက်ဗြိတိန်ဝတ်စနစ်ကိုထူထောင်ခဲ့ပါတယ်အမေရိကန်ဒေါ်လာကိုကမ္ဘာအရန်ငွေကြေးအဖြစ်သတ်မှတ်ပြီးတော့ဒေါ်လာကို$35ဖြင့်ရွှေနဲ့လဲလှယ်နိုင်စေခဲ့ပါတယ်1987နောက်ပိုင်းမှာတော့အမေရိကန်ကစီးပွားရေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးနိုင်ငံခြားဗဟိုဘဏ်ကနေဒေါ်လာကိုရွှေနဲ့လဲလှယ်လိုတဲ့အတွက်ဝယ်လိုအားတွေမြင့်တက်လာခဲ့ပါတယ်။နောက်ဆုံးတော့အမေရိကန်သမ္မတ Richard Nixon ကနေပြီးတော့ဒေါ်လာကိုရွှေနဲ့လဲလှယ်နိုင်တော့အခွင့်အရေးကိုလုံးဝဖျက်သိမ်းလိုက်ပါတယ်။အဲ့ဒီမှာဒီမဲ့ဗြိတိန်ဝတ်စနစ်ရဲ့အဆုံးသတ်ဖြစ်ပြီးတော့ရွှေစည်းနှုန်းကိုဈေးကွက်ရဲ့ဝယ်လိုအားရောင်းလဲဝယ်အားပေါ်မူတည်ပြီးတော့လွတ်လပ်စွာဝယ်ယူခွင့် free floating ကိုရရှိစေခဲ့ပါတယ်ဒီလွတ်လပ်စွာရွေးချယ်ခွင့် free floating ကိုရရှိခဲ့ပြီးတော့ယနေ့ခေတ်ကမ္ဘာရွှေစည်းကစတင်ခဲ့ပါတယ်1980ခုနှစ်နောက်ပိုင်းမှာတော့စစ်အေးတိုက်ပွဲရင်းနှံအကျက်သေးများနဲ့ကြီးမားတဲ့ငွေကြေးဖောင်းပွားမှုများနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်စီးပွားရေးရက်တက်မှုနဲ့ငွေကြေးဖောင်းပွားမှုတွေတန်ကိုခံခဲ့ရပါတယ်။ယင်းဒီမြုံနှံသူများကလည်း
သူတို့ရဲ့ငွေကြေးတန်ဖိုးကိုကာကွယ်ရန်အတွက်ရွှေကိုအပြိုင်ဆိုင်ဝယ်ယူခဲ့ရာရွှေဈေးနှုန်းက1980ခုနှစ်အတွင်းမှာ$35ကနေ1980ခုနှစ်အတွင်းမှာဆိုရင်တအောင်ဆောက်ကို850အထိစံချိန်တင်မြင့်တက်သွားခဲ့ပါတယ်2000ပြည့်နှစ်လိုမှာတော့ခေတ်တဲ့ Gold Boom Market ဖြစ်ခဲ့ပါတယ်2008ခုနှစ်နောက်ပိုင်းမှာတော့ကမ္ဘာစီးပွားရေးမတည်ငြိမ်မှုတွေ9/11အကြမ်းဖက်မှုတွေနဲ့အမေရိကန်ဒေါ်လာကျဆင်းမှုကမ္ဘာဗဏ္ဍာရေးအကျပ်အသဲဗဟိုဘဏ်များရဲ့အတိုးနှုန်းလျှော့ချမှုများနဲ့စီးပွားရေးကိုလှုပ်ဆောင်ရန်ငွေကြေးအမောက်များကိုရိုက်နှက်ခြင်းကရွှေဈေးနှုန်းကိုဆက်တိုက်မြင့်တက်စေခဲ့ပါတယ်2011ခုနှစ်နောက်ပိုင်းမှာတော့ဒေါ်လာအပေါ်ယုံကြည်မှုကျဆင်းလာပြီးတော့ဥရောပကျွေးမီအကျပ်အသဲတွေနဲ့ငွေကြေးဖောင်းကျမှုစိုးရိမ်မှုများကြောင့်ရွှေဈေးကတအောင်စလင်1920အထိစံချိန်တင်ခဲ့ပါတယ်2020ပြည်လွန်နေမှာဆိုရင် COVID-19 ကပ်ရောဂါရုရှားယူကရိန်းစစ်ပွဲတွေနဲ့ကမ္ဘာနိုင်ငံရေးပဋိပက္ခတွေကြောင့်မလို့ငွေကြေးဖောင်းပွားမှုစိုးရိမ်ပူပန်မှုများမြင့်တက်လာခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်ရွှေကိုအလွန်မင်းဝယ်ယူစုဆောင်းလာကြရာတအောင်စားကိုဒေါ်လာ2000 3000ကျော်အထိစံချိန်တင်ဈေးများဆက်တိုက်တိုးလာပြီးတော့လက်ရှိမှာတော့ရွှေတအောင်စားကိုခန့်မှန်းချေ3980ဝန်းကျင်ထိအယောင်းဝယ်ဖြစ်နေပါတယ်။လက်ရှိကမ္ဘာရွှေဈေးနှုန်းကတော့ spot price ချက်ချင်းပေးချေချက်ချင်းလက်ခံတဲ့ဈေးနှုန်းဖြစ်သတ်မှတ်ပြီးတော့ဒီဈေးနှုန်းကိုအောက်ပအဓိကဈေးကွက်များကနေပြီးတော့24နိုင်ပတ်လုံးအယောင်းဝယ်ပြုလုပ်နေတဲ့စာချုပ်များပေါ်မှာမူတည်နေပါတယ်London Bullion Market Association LBMA ကဘာပေါ်မှာရှိတဲ့ရွှေနဲ့ငွေအယောင်းဝယ်များရဲ့ဗဟိုချက်မှဖြစ်ပါတယ်။ရွှေအယောင်းဝယ်စံနှုန်းတွေအရေးအသွေးတက်မှတ်ချက်တွေနဲ့ LBMA Gold Price ကိုနေ့စဉ်2ကြိမ်တက်မှတ်ပါတယ်။ LBMA ကရွှေချောင်းတီးကို Gold Delivery ဘာဖြင့်အဓိကအယောင်းဝယ်ပြုလုပ်ပါတယ်။ New York မှာရှိတဲ့ COMEX မှာတော့ကမ္ဘာအကြီးဆုံးရွှေစာချုပ်ဈေးကွက် Future Market ဖြစ်ပါတယ်။ကုန်တယ်များကရွှေကိုအနာဂတ်အတွက်ဝယ်ယူရန်ဒါမှမဟုတ်ရောင်းချရန်အတွက်ကတိကဝတ်စာချုပ်များကိုအယောင်းဝယ်ပြုလုပ်ပြီးတော့၎င်းစာချုပ်ဈေးနှုန်းတွေက spot price ကိုကြီးမားစွာလွှမ်းမိုးနေပါတယ်။ရှန်ဟိုင်းမှာရှိတဲ့ Shanghai Gold Exchange SGE ကတော့အာရှရဲ့အကြီးဆုံးရွှေဈေးကွက်ဖြစ်ပါတယ်။တရုတ်နိုင်ငံမှာရွှေဝယ်လိုအားတဲ့ကမ္ဘာရွှေဈေးကိုလွှမ်းမိုးတဲ့အဓိကအချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ရွှေဈေးနှုန်းကရိုးရှင်းတဲ့ကုန်ပစ္စည်းတစ်ခုမဟုတ်ဘဲဈေးနှုန်းနဲ့မတူတဲ့ဗဏ္ဍာရေးဆိုင်ရာစီးပွားရေးအင်အားများနဲ့ရှုပ်ထွေးတဲ့အပြန်အလှန်တက်ရောက်ပုံမှာမူတည်နေပါတယ်။ရွှေကိုကမ္ဘာလုံးဆိုင်ရာဈေးကွက်တွေမှာအမေရိကန်ဒေါ်လာဖြင့်ဈေးနှုန်းသတ်မှတ်ပါတယ်။ဒေါ်လာတန်ဖိုးကျဆင်းမဲ့ဆိုရင်အခြားငွေကြေးကိုင်ဆိုင်သူတွေအတွက်ကတော့ရွှေကဈေးတက်တာလည်းကလို့ဖြစ်သွားပြီးတော့ဝယ်လိုအားတက်ပြီးတော့ရွှေဈေးတက်လာခဲ့ပါတယ်။ဗဟိုဘဏ်များအထူးသဖြင့် US Federal Reserve ကနေအသုံးနှုန်းကိုမြင့်တက်လိုက်မယ်ဆိုရင်ငွေကြေးစာချုပ်တွေနဲ့ဘဏ်အငွေများမှရရှိတဲ့အကျိုးမြတ်တွေကလည်းမြင့်တက်လာပါတယ်။အဲ့ဒီအချိန်မှာရွှေကအသုံးနှုန်းမပေးနိုင်တဲ့ပိုင်ဆိုင်မှုဖြစ်တည်ပြီးတော့ဒီအချိန်မှာရွှေကိုကိုင်ဆောင်လို့သူနေပါပြီးတော့ရွှေဈေးကျစေတဲ့အတွက်အမေရိကန်ဒေါ်လာနဲ့ရွှေတွေဟာပြောင်းပြန်အချိုးကျပြန်ပါတယ်။ငွေကြေးဖောင်းပွားမှုမြင့်လာပါကငွေရဲဝယ်ယူနိုင်စွမ်းကျဆင်းသွားပါတယ်။ရွှေကနှစ်ထောင်ပေါင်းများစွာကြာအောင်တန်ဖိုးကိုထိမ့်သိမ်းနိုင်တဲ့သမိုင်းတွေရှိတဲ့အတွက်ငွေကြေးတန်ဖိုးကိုကာကွယ်ရန်အဖြစ်ရွှေကိုဝယ်ယူစုဆောင်းလာကြတဲ့အတွက်ရွှေဈေးတွေတက်လာခဲ့ပါတယ်။ယင်းဒီမြုံနှံသူတွေကလည်းစီးပွားရေးပြက်ကပ်မိစိုးရိမ်မှု stock ဈေးကပြိုလဲမဲ့အန်ဒီရတွေမြင့်တက်လာမယ်ဆိုရင်လည်းရွှေကို safe haven အဖြစ်အပြိုင်ဆိုင်ဝယ်ယူလာကြပါတယ်။ကမ္ဘာရွှေဝယ်လိုအားကိုအဓိကအားဖြင့်ကဏ္ဍ၄ခုခွဲခြားနိုင်ပါတယ်။လက်ဝတ်ရတနာ90%ဝန်းကျင်ဖြစ်ပြီးတော့အိန္ဒိယတရုတ်နဲ့အရှေ့အလယ်ပိုင်းနိုင်ငံများရဲ့ဒလိထုံတန်းအရာအလားဆင်ခြင်းနဲ့ယင်းနှိမ့်မြုံနှံခြင်းဈေးတက်ပါကဝယ်လိုအားကျဆင်းလေးရှိပါတယ်။ယင်းနှိမ့်မြုံနှံမှုကနေပြီးတော့40%ဝန်းကျင်ရှိပြီးတော့ရွှေချောင်းများဒင်္ဂါများရွှေပေါ်အခြေခံတဲ့ရန်ပုံငွေများဝယ်ယူခြင်းကမ္ဘာစီးပွားရေးအန်ဒီရဲ့မြင့်တက်ချိန်မှာအဓိကတွန်းအားဖြစ်ပါတယ်။ဗဟိုဘဏ်ကနေပြီးတော့10%ဝန်းကျင်ဝယ်ယူပြီးတော့နိုင်ငံများကငွေကြေးအရန်ပစ္စည်းဖြစ်ဝယ်ယူစုဆောင်းခြင်းနိုင်ငံတကာအရန်ပစ္စည်းတွေကိုကွဲပြားစေရန်နဲ့ဒေါ်လာမီခွန်မှုကိုရှော့ချရန်အတွက်ဖြစ်ပါတယ်။စက်မှုလုပ်ငန်းနဲ့နည်းပညာကတော့9%ဝန်းကျင်ရှိပြီးတော့လက်စစ်ပစ္စည်းများတောဖက်ဆိုင်ရာကုသမှုနဲ့အခြားသောနည်းပညာမြင့်တဲ့အခန်းကဏ္ဍမှာအသုံးပြုခြင်းတို့ပါဝင်ပါတယ်။ဒီရဲ့အချက်၄ချက်ကကမ္ဘာရွှေဝယ်လိုအားရဲ့အဓိကတော့ချက်တွေပဲဖြစ်ပါတယ်
ရွှေရဲ့ရောင်းလိုအားကတော့အောက်ပတ်နီလက်များကနေပြီးရရှိပါတယ်။မိုင်းတွင်ထုတ်လုပ်မှုကမ္ဘာပေါ်မှာအကြီးဆုံးရွှေထုတ်လုပ်တဲ့နိုင်ငံများကတော့တရုတ်၊ဩစတြေးလျ၊ရုရှားနဲ့အမေရိကန်တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ရွှေတက်တူတူဖို့မှုကကုန်ကျစရိတ်ကြီးမားပြီးတော့အချိန်ယူရတဲ့ဖြင့်ဈေးကွက်ပြောင်းလဲမှုကိုလင်းမြန်စွာတုံ့ပြန်နိုင်မှုကနေပါပါတယ်။ပြန်လည်အသုံးပြုခြင်းရွှေစည်းနှုန်းနဲ့အလွန်မြင့်မားလာကရောင်းလိုအားကိုမြင့်တင်ပေးတဲ့အဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်။လက်ဝဲရတနာတွေနဲ့စက်မှုလုပ်ငန်းသုံးရွှေဟောင်းတွေကိုပြန်လည်အရေးကြိုရောင်းချခြင်းဖြစ်ပါတယ်။ဘိုးဘန်ရဲ့ရောင်းချမှုတချို့အချိန်များမှာဆိုရင်ဘိုးဘန်တွေက၎င်းတို့ရဲ့ရွှေအရင်ပစ္စည်းများကိုရောင်းချခြင်းဖြင့်ဈေးကွက်ထက်ကိုရွှေပမာဏကိုဖြစ်တင်ပေးလေရှိပေမဲ့လည်းယနေ့ခေတ်ခါမှာတော့ဘိုးဘန်များကတာရောင်းချခြင်းတဲ့ဝယ်ယူစုဆောင်ခြင်းကိုပုံမလှုပ်ဆောင်လာကြပါတယ်ဗဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူများတဲ့နိုင်ငံတကာအဖွဲ့အစည်းများရဲ့ခန့်မှန်းချက်ကိုလေ့လာကြည့်လိုက်မယ်ဆိုရင်နောင်လာမဲ့နှစ်နေငယ်အတွင်းမှာရွှေစင်းနှုန်းကလက်ရှိအမြင့်ဆုံးအဆင့်ကနေဆက်လက်တည်တတ်နိုင်မယ်ဒါမှမဟုတ်အနည်းငယ်ထပ်မံတက်လာဖို့အလားအလာရှိနေပါတယ်ကမ္ဘာဘဏ်အနေနဲ့ရွှေတအောင်စကို3585ပြင်းများနှုန်းနဲ့တက်လာမယ်လို့ခန့်မှန်းထားပါတယ်2025ခုနှစ်ရဲ့အပြင်းထန်တက်လန့်မှုနောက်ပိုင်းမှာ2026မှာဆိုရင်900ခိုင်နှုန်းခန့်တက်လာမယ်ဖြစ်ပေမဲ့2029ခုနှစ်အတွင်းမှာတော့အနည်းငယ်ပြန်လည်ကျဆင်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်Goldman Sachs မှာတော့ရွှေကိုတအောင်စမှာဒေါ်လာ4000လောက်ထိခန့်မှန်းထားပါတယ်2026ခုနှစ်လယ်အခန်းထိမှာဗဟိုဘဏ်များရဲ့ဝယ်လိုမှုများဆက်လက်အားကောင်းနေမှုနဲ့ဤပညာအရင်ခံဝယ်လိုအားများကြောင့်ဆက်လက်တက်လှမ်းနိုင်မယ်လို့သုံးသပ်ထားပါတယ်။ Bank of America ကတော့ရွှေတအောင်စကိုဒေါ်လာ9000အထိတက်လှမ်းနိုင်မယ်လို့ခန့်မှန်းထားပါတယ်။2026ခုနှစ်နောက်ပိုင်းကုန်မှာဆိုတော့ American Dollar ရဲ့တန်ဖိုးကျဆင်းမှုငွေချေးအသက်သေခံအသုံးအနှုန်းများရောချပြီးအလားအလာနဲ့ကမ္ဘာအရေးခင်းများကိုထက်သွင်းတက်ချက်မှုရဲ့ဒီဈေးနှုန်းတို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ကျွန်တော်တို့ခြုံငုံပြီးသုံးသက်ကြည့်လိုက်မယ်ဆိုရင်2026ခုနှစ်အတွင်းမှာရွှေစင်းနှုန်းကဆက်လက်မြင့်တက်နိုင်မယ့်အလားအလာရှိပြီးတော့အချို့ကျွမ်းကျင်သူတွေကရွှေတအောင်စကိုဒေါ်လာ4200ကနေ9000အထိစံချိန်အသစ်များတင်နိုင်မယ်လို့ခန့်မှန်းကြပါတယ်2029ခုနှစ်နောက်ပိုင်းမှာတော့ကမ္ဘာစီးပွားရေးအခြေအနေများတည်ငြိမ်လာပြီးတော့အတိုးနှုန်းမူဝါဒတွေကလည်းပြောင်းလဲမယ်ဆိုရင်တော့အနည်းငယ်ပြန်လည်ကျဆင်းခြင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့လာမယ့်ခုနှစ်တွေမှာရွှေစင်းနှုန်းကဆက်လက်မြင့်တက်နေမလားဆိုတာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်အဆုံးထိနားဆင်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပတ်တွေမှာလည်းကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါအောင်